Good evening. Today I would like to share how to speak English in the terminal at the airport. Okay, ဒီနေ့ကတော့လေယာဉ်ကွင်းမှာ check in ဝင်မယ် terminal မှာဘယ်လိုပြောလဲဆိုတော့ပြောပြပေးမှာပါ Okay အဲ့ဒါဆိုရင်ဒီ passenger ပြောတဲ့စကားပေါ့နော် check in ဝင်ချင်တယ်ဆို Hello, good morning. Hello. I would like to check in place. Or can I check in here, please? ဒီမှာ check in ဝင်လို့ရမလားပေါ့ Okay အဲ့ဒါဆိုရင်လေယာဉ်ဝန်ထမ်းပြန်ပြောမှာပေါ့ Sure, of course. Sure ပဲဖြစ်ဖြစ် of course ပဲဖြစ်ဖြစ်ပြန်ပြောမှာနော်ပြီးမှ May I see your passport, please? May I see your passport, please? Passport လေးကြည့်ပြစေ Here you go. Here you go. Here you go လည်းရတယ် Here is it လည်းရတယ်အဲ့ဒါဆိုရင်ဒီမှာ passport ပေါ့နော် passport ထည့်ကြမလို့တော့ဘူးပေါ့ Okay, where are you flying to? Where are you flying to? Okay ဒါကတော့လေယာဉ်ဝန်ထမ်းနေပြီဆိုတော့ဒီစကားconversation လုပ်တဲ့ပုံစံပေါ့ Where are you flying to? Where are you flying to ဆိုတော့ဒီဘက်ကိုသွားမှာလဲပေါ့နော် Okay အဲ့ဒါဆိုရင် passenger ပြန်ပြောတယ်ပေါ့ to London အဲ့ဒါဆိုရင်sentence အဝတ်ကြောင့်ပြီးမပြောတယ်ပဲမပြောဘဲနဲ့ to London ကိုသွားမယ်ပေါ့သွားမယ်လို့ထည့်စမ်းမလို့တော့ဘူးပေါ့ဟိုကမိထားပြီးဆို Okay လေယာဉ်ဝန်ထမ်းအနေနဲ့ပြန်ပြောတဲ့စကားပေါ့ဒီဘာပြောလဲဆိုတော့ဒီ window နဲ့ဘေးကဒီခေါင်းနံပါတ် A တန်းဆက်တယ်မှာမင်းရဲ့မင်းရဲ့ account ပေါ့နော်အဲ့လိုမျိုးပေါ့ပြီးရင်မင်းရဲ့ဒါကတော့ boarding passport ပေါ့အဲ့လိုမျိုးပိတ်ထုတ်တယ်ဟုတ်ပေါ့နော် Okay အဲ့ဒါပြောကြည့်အောင် Here your boarding pass ဆိုတော့မင်းရဲ့ boarding pass ပေါ့နော်CA in row 11 row 11ဆိုတော့အတန်းနံပါတ်12ပေါ့ seat A ဆိုတော့ခေါင်းနံပါတ် A ပေါ့နော်right by window ဆိုတာဒီပနေပေါင်ရညပဲပေါ့ Okay အဲ့ဒါဆိုရင်ပြန်ပြောကြည့်ရအောင် seat A in row 11 right by window Okay window ရညပဲချမ်းပေါ့တခုကလေယာဉ်ဝန်ထမ်းတဲ့မိတာတဲ့ဟိုတယ်မှာထားပြီးလာပေါ့နော်ခံ booking ခံထားပြီးလေ Okay အဲ့ဒါတော့လိုလေးပဲ Have you booked hotelဒီhotel ခံထားပြီးလာပေါ့နောက်တစ်ခုကလေယာဉ်ဝန်ထမ်းတွေကဒီအဲ့ခီးဆောင်အဲ့တွေမိတာတယ်နော် Have you got any luggage luggage ရှိလားပေါ့နော်ခီးဆောင်အဲ့လေးပါလာလားပေါ့အဲ့လိုမျိုးပေါ့ Have you got any luggage သူမက Are you checking in luggage ဒီခီးဆောင်အဲ့လေးcheck in လောက်အောင်မလားပေါ့ဘာဖြစ်လို့ဆို overweight ဖြစ်လို့ရှိရင်ပတ်စံပေးရပါတယ် Okay နောက်တစ်ခုကရှိတဲ့ဆိုရင်ဒီလေယာဉ်ဝန်ထမ်းတွေကဘာပြောလဲဆိုတော့ချိတ်ဖို့အလေးချိတ်ဖို့ skateboard တင်ခိုင်းပါတော့ပေါ့skateboard တင်လို့ပြောလို့ရှိရင် Can you put it on scale Can you put it on scale Okay Can you put on scale ပေါ့skateboard တင်ပေါ့အဲ့လိုမျိုးပြောတာပါတယ် Okay thank video နဲ့ရှိသွားပြီ Thank you for watching and see you next time video အကောင်းလေးကိုလည်း follow ထားဒီနောက် video မှာဘာတွေလာမလဲဆိုတာပြသွားမှာ